င်းနဲ့ရေထုမနာဖြစ်ခြင်းများခံစားပြီးကျွန်တော်ရဲ့ငငယ်ကတငယ်ချင်းတွေနဲ့ကျွန်တော်နဲ့ဘဝပြီးရည်စဲရစုစည်းခဲ့ကြဘူးတဲ့မိတ်ဆွေတွေကိုအကြံပြုတိုက်တွန်းစကားတချို့ပြောချင်လို့အခု live စီစဉ်ရတင်ဆက်တာဖြစ်တယ်အခုဆိုရင်တွေ့ရပါလိမ့်မယ်အင်တာနက်ဆာမျက်နှာတွေပေါ်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေတိုင်းရင်းသားဒေါ်လာတပ်ဖွဲ့တွေအားလုံးပေါင်းစည်းညီညွတ်စွာနဲ့စီအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်ရဲ့ channel ကနေကြိုဆိုပါပါတယ်။ကျွန်တော်ရဲ့ channel အားဆိုရင်နေ့ရက်တိုင်းနေ့တိုင်းကနေတင်ဆက်ပေးနေတာမှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးတော့တောင်းဆိုချင်ပါတယ်ခင်ဗျာ အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုမြို့ကြီးတွေတိမ့်ပိုက်နေတာတွေတွေ့ရပါလိမ့်မယ်ခုနကတည်းကကျွန်တော်ကြည့်လိုက်ရတဲ့G News ပွဲမြင်ကွင်းလေးကတော့ကြေးလက်တော့ရလေးတွေ့ရမှာမြို့သိမ်းစစ်စင်ရေးကြီးတွေကိုအောင်မြင်စွာဆင်နွှဲပြီးအသက်ရှင်ရပြန်လာနိုင်တဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ချစ်စပွဲလူငယ်လေးတွေကိုကြေးရွာကနေအိုးစီပုံမောင်းတီးပြီးတော့ကြေးရွာသူကြေးရွာသားတွေကမြူထွေးမြူထူးပျော်ပါစွာနဲ့ကျူဆူနေကြတဲ့မြင်ကွင်းရေဘော်လေးတွေကိုယ်တိုင်လည်းယူနီဖောင်းလေးတွေတနက်တွေလွဲပြီးတော့မြူးကြွကခိုပျော်ရွှင်နေကြတဲ့မြင်ကွင်းသူတို့အောင်ပွဲနဲ့ပြန်လာတဲ့ပြည်သူစစ်သားစစ်ကြီးတွေကိုပြည်သူကမိမိရဲ့ရင်းနှီးသက်ချာတားရရလာတွေကိုတကယ်ကိုလှိုက်လဲဝမ်းသာဂုဏ်ယူစွာနဲ့ကြိုးဆူနေကြတဲ့မြင်ကွင်းကြည့်ပြီးတော့စစ်သားဟောင်းတယောက်ဖြစ်တဲ့ကျွန်တော်ပီတိအကျော်စိတ်နေအောင်ဖြာမိပါတယ်ဒါမှပြည်သူစစ်သားပြည်သူကိုကာကွယ်ဆောက်ရှောက်တဲ့အတွက်ပြည်သူရဲ့မေတ္တာကိုအပြည့်အဝရရှိတဲ့ပြည်သူစစ်သားတွေရဲ့အောင်ပွဲနဲ့အိမ်အပြန်ကိုဒီလိုမျိုးပျော်ပါမြူးထူးတဲ့ပြည်သူများရဲ့နှွေးထွေးစွာဂုဏ်ပြုခြင်းလောက်ပြည်သူအပြုံးနဲ့ကြိုးဆိုခြင်းခံရတဲ့စစ်သားတယောက်ရဲ့ကြည်နူးမှုဟာဘယ်ခံစားမှုနဲ့မှမလဲနိုင်လောက်အောင်ပြောရှင်စရာရှိပါတယ်ဒါမှန်တဲ့ဘက်မှာရက်တည်ခဲ့တဲ့မျိုးစစ်တဲ့လူငယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကိုချီးကျူးဂုဏ်ပြုရင်းကျွန်တော်ဘိုးဘွားနဲ့ရှင်ပြီးကျွန်တော်ကိုယ်တိုင်လည်းပဲပြည်သူ့ကိုကာကွယ်ဆောက်ရှောက်ရန်အတွက်စစ်တပ်လို့ခေါ်တဲ့တပ်မတော်တွေကိုဝင်ရောက်အမှုထမ်းခဲ့ဘူးတဲ့စစ်သားဟောင်းတယောက်အနေနဲ့ကိုချင်းစာတရားနားလည်မှုသဘောတရားတွေကိုလက်ရှိသူ့ကိုယ်သူတပ်မတော်သားလို့ခံယူပြီးတော့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်လဲပတ်တည်တံ့ဖို့အတွက်အာဏာအယိုးအရင်လေးရလို့ရညာအခွင့်အရေးတစုံတရာရလို့ရညာဆောင်ရွက်နေကြတဲ့စစ်သားအမိခံလက်နက်ကင်လူတစုကျွန်တော်နဲ့ဘွားဘေးအခြေအနေကငယ်တုန်းကအတူတူပညာသင်ခဲ့ဖူးတဲ့လူတစုကိုအကြံပြုစကားပြောချင်တာပါပြည်သူစစ်သားစစ်တွေကိုပြည်သူတွေကြိုးဆိုနေကြတဲ့အချိန်မှာပဲအခုဆိုရင်စစ်တပ်ထဲကဖက်စစ်တပ်ထောက်ခံသူအများစုဟာကြိတ်မနန်ခဲမရတောက်တခေါက်ဒေါသတကြီးကြီးနဲ့မင်းအွန်လိုင်းကိုမအီလို့ဆဲရမလားဆိုးဝင်းကိုပဲကြိုးကွင်းစွတ်လို့ပြောရမလားသူတို့တွေကြိတ်မနန်ခဲမရဖြစ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့တတ်မှမူအဆင့်ထိခွေးပြေးဝက်ပြေးထွက်ပြေးနေရရုံနဲ့မကတတ်မှမူအပါဝင်အယောက်150လောက်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကဝိုင်းပတ်ပိတ်ဆို့ဖမ်းဆီးချုပ်နှောင်ထားတဲ့ပုံရိပ်တွေဗီဒီယိုတွေကိုကြည့်ပြီးသူတို့အသေးကိုအနဲ့ထိုးခံရတယ်လို့ခံစားနေရတဲ့အချိန်ဖြစ်ပါတယ်။ဒါဘာကြောင့်လဲပြည်သူတရားလုံးကဒီဗီဒီယိုဖိုင်တွေအောက်မှာဝင်ပြီး comment ပေးတာကိုကြည့်လိုက်ရုံနဲ့တင်ဒီဖက်စစ်မင်းအွန်လိုင်းရဲ့စစ်တပ်ကိုပြည်သူတရားလုံးဘလောက်ယွန်ရှာအော်နှလုံးနာနေတယ်ဆိုတာတိတာထင်ရှားမှဖြစ်တယ်လို့စောစောကပြောခဲ့တဲ့အိုးစီဘုံမောင်းနဲ့ကြိုနေတယ်ဆိုတော့ဗီဒီယိုဖိုင်အောက်မှာလည်းပြည်သူတရားလုံးကဘလောက်ချီကျူးထောမနာပြုတ်နေကြလဲတော့ကြည်ချင်းအဖြစ်အဲ့ဒီဖက်စစ်မင်းအွန်လိုင်းလက်အောက်မှာခင်မီစစ်လက်နက်ပစ္စည်းများကိုကင်ဆောင်ပြီးခင်မီစစ်ပညာတွေသင်ကြားထားပေမဲ့တစ္ဆာတရားရင်မှမရှိတဲ့စစ်သားဆိုတဲ့အတုရောင်လူသက်သမားတွေအတွက်ကြေကွဲစရာကာလများပဲဖြစ်ပါတယ်ခုဆိုရင်ပတ်စင်42ဆင်းတမမူဆိုတဲ့ဥပဒေရုပ်အရတော်တော်လေးဝမ်းနဲ့ကြေကွဲစရာကောင်းတဲ့လူတစ်ယောက်ကိုစိတ်ပရိကြီးလေပင်မှာဆွဲလို့ဖမ်းဆီးရမိထားတဲ့ပုံရိပ်ဟာကမ္ဘာသတင်းတွေမှာလည်းဘလူပြန်နေတယ်လို့ပြည်သူတရားလုံးလဲလက်ခမောင်းခတ်ပြီးတော့အောင်ပန်းခံနေကြပါတယ်လွန်ခဲ့တဲ့4နှစ်တိတိပဲခူးမြို့မှာအဲ့ဒီတမခွန်ကပဲပြည်သူလူငယ်မြောင်များစွာအယောက်80ခန့်လို့ကြားသိရပါတယ်ဒီထက်လည်းပိုနိုင်ပါတယ်ရက်ဆက်ဖမ်းဆီးနှိပ်စက်လူမဆန်စွာတပ်ဖြတ်
ခဲ့တဲ့၄နှစ်တိတိပြည့်တဲ့နေ့မှာအဲ့ဒီခွန်ရဲ့တတ်မှမှုဆိုတဲ့ဘူမှုချုပ်ဆိုတဲ့အကောင်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကအရှင်လက်ရဖမ်းဆီးခဲမိချင်းပေါ်မှာအန်ချီထောမနာပြုနေကြပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဝမ်းသာတယ်ဖက်စစ်အကြမ်းဖက်လက်ပါစီလူတက်ကောင်စိတ်ရာဇဝဲကောင်တယောက်ဖမ်းဆီးရမိတဲ့အတွက်ကြောင့်ဝမ်းသာတယ်ဒါပေမဲ့တစ်ဖက်ကကြလည်းစိတ်မကောင်းဖြစ်မိတယ်ဘာကြောင့်လဲဆိုတော့ဒီ40နှစ်ဆင်းဆိုတဲ့ဘူမှုချုပ်အဆင့်ဆိုတဲ့အကောင်ဟာပြောရရင်တော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်30လောက်က1990ခုနှစ်ကနေပြီးတော့68ထိကျွန်တော် ਨੇ ဘာပဲပြောစစ်တကတူမှာတစ်နှစ်တိတိဆုံခဲ့ပူးတာပေါ့ကျွန်တော်က final year ပတ်စင်42က first year လာရောက်ကျောင်းတော်တစ်ခုထဲမှာအတူတူတွေ့ခဲ့ကြဘူးတဲ့သူတွေဖြစ်ပါတယ်ကျွန်တော်က senior သူတို့က first year junior ဘာပြော senior ဖြစ်တဲ့ကျွန်တော်တို့ကတင် जा ပဲ့ပြင်ပြီးချင်းကိုသူတို့ခံယူခဲ့ရတာပါအဲ့တော့ကျွန်တော်အနေနဲ့တက်ဆန်းတလောက်အမှန်နဲ့တရားအတွက်ကောင်းသောအလုပ်များကောင်းသောတင် जा မှုများကောင်းသောစံနမူနာပြမှုများကိုသာဆောင်ရွက်ခဲ့ပါတယ်ဒါလည်းအခုပတ်စင်40 41 42ဆင်းနဲ့တောင်းစင်းမောင်ကြီးပြကြပါတယ်ဒါပေမဲ့ဘာဖြစ်လဲကျောင်းဆင်းပြီးတဲ့နောက်မှာကိုဂျိုးအတွက်အတ္တအတွက်ယာရုအတွက်နေရာအတွက်အခွင့်အရေးအတွက်လောဘဇောအတွက်မိမိဒုတိယနှစ်ဘိုးလောင်းဘွားမှာအလံကင်ပြီးတော့ဆိုခဲ့ဘူးတဲ့တစ္ဆာတွေကိုမေ့လျော့စန့်ကျင်ကတစ္ဆာဆိုတာဘာလဲလို့ပြန်မေးရလောက်အောင်တစ္ဆာတွေပျောက်ခဲ့ကြတာတစ္ဆာပျောက်ခဲ့လို့ပြည်သူရဲ့အမုန်းတွေအောက်မှာအခုဆိုရင်ကြီးစွာသောအတိဒုက္ခရောက်နေကြရတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့တစ်ဖက်ကလည်းစိတ်မကောင်းဖြစ်ပါတယ်စိတ်မကောင်းဖြစ်တာကဘာလဲတစ္ဆာစောင့်ရမယ်အလုပ်ကိုတစ္ဆာမစောင့်ပဲတစ္ဆာဖောက်ခဲ့လို့တစ္ဆာဖောက်လို့တွားရလမ်းကိုမြန်းရတဲ့သူတို့အတွက်စိတ်မကောင်းဖြစ်တာပါဆိုတော့လက်ရှိအခုဆိုရင်တောင်ပိုင်းတိုင်းမူကြည်တိုက်ကျွန်တော်နဲ့တပတ်စင်တယ်တောင်မှုမှထိုင်နေတယ်အခုလည်းသူလည်းပြုတ်ခါနေပါပြီဆိုတော့တပတ်စင်နဲ့ဆင်းခဲ့တဲ့သူတွေကျွန်တော်ဂျူနီယာဖြစ်ခဲ့တဲ့သူတွေအခုတိုင်းမှုတက်မှမှုနော်တကယ်ဘုံမှုချုပ်ဘိုလ်ချုပ် level တွေကြီးပဲရှိပါတယ်အဲ့တော့မင်းတို့တွေခင်ဗျားတို့တွေအခုလက်ရှိကြုံနေရတဲ့အခြေအနေကိုအတူချုံမဲ့စဉ်းစားပြီးမိမိရဲ့စိတ်နှလုံးကိုပြန်လဲစောကြောစစ်ဆေးဖို့အချိန်ကြပြီလားလို့စဉ်းစားကြပါပြည်သူတရားလုံးကလက်မခံပဲအမုန်းအာကာရကြီးစွာနဲ့နေရာအနှံ့မှာစန့်ကျင်တော်လှန်တိုက်ခိုက်ခြင်းကိုမင်းတို့ဖက်စစ်တပ်ခံရတဲ့အချိန်မှာပဲအဘာဝတရားကြီးကလည်းနူယာဝဲဆွဲလဲရတခိုးထောင်းမင်းတို့ကိုမောင်းချတဲ့ပုံနဲ့ညီပြီးတော့တခွင်ပြဲစင်လှုပ်ခတ်ခဲ့တဲ့ငလင်နဲ့စကိုင်းကအခြေပြုခဲ့တဲ့မဟာငလင်ကြီးကြောင့်အခုဆိုရင်မင်းတို့ရဲ့အုပ်ချုပ်ရေးရန်ရာကြီးတစ်ခုလုံးလည်းပြုတ်ပြုံဒုက္ခတွေလုံးရောက်နေကြတယ်အခုဆိုရင်မင်းတို့ကိုဆရာထင်ပြီးတခင်လိုကိုးကွယ်ခဲ့တဲ့နန်းစီရီယန်ဝန်ထမ်းတွေလည်းစားရမယ်တောက်ရမယ်နေရမယ်ဘဝနဲ့အတိဒုက္ခရောက်နေကြရတယ်နိုင်ငံတကာကိုဘလောက်ပဲမျက်နှာပြောင်တိုက်လိန်လဲပြီးမင်းတို့ဆက်လက်စီမံအုပ်ချုပ်မယ်ဒီနှစ်ကုန်မှာရုပ်ကုပ်ပွဲကြီးရအောင်ကျင်းပမယ်ဆိုပြီးတော့အချိန်ဆွဲဆန့်လိန်ညာမယ်ဘလို့ပဲကြိုးစားပါစေအခုဖလန်းမြို့တော်လန်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီအင်းတော်တော်လန်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီစကိုင်းဒေသကြီးကိုဝင်ဖို့လမ်းကြောင်းမှန်သမျှကိုတော်လိုင်းတပ်ဖွဲ့အားလုံးကစီမိုးသိမ့်ပိုက်ပြီးပြီဒီအချိန်ဒီမှာမင်းတို့ဘလောက်ထိဆက်ပြီးမိုက်ယူရဲဆန်နဲ့ဖက်စစ်မင်းအောင်လိုင်းနဲ့စိုးဝင်းလို့ခေါ်တဲ့လူသက်သမားတွေရဲ့အမိန့်အောက်မှာဆက်နာခံပြီးနောက်ဆုံးအချိန်ထိမိုက်မဲမှုပြုကြမှာလဲလို့တငယ်ချင်းတို့ကိုမေးကြည့်ချင်ပါတယ်တက်စားလဲကြက်တော်နတက်စားလဲကြက်တော်ဆက်လက်ပြီးတော့မိုက်မဲသွားဖို့စူးစမ်းကြအောင်ပါလားတိုင်းပြည်ကိုအခုထက်ပိုပြီးပျက်စီးအောင်ဖျက်ဆီးကြအောင်ပါလားခုဆိုရင် GDP အဆုံးထိကျဆုံးသွားပြီနိုင်ငံစီးပွားရေး80%ပျက်စီးသွားပြီနိုင်ငံတကာကလည်းပဲလက်ရှိမင်းအွန်လိုင်းရဲ့အာဏာသိမ်းအစိုးရအာဏာသိမ်းအုပ်စုကိုအစိုးရရဲ့လို့အတိမတ်မပြုတ်ဘူးဆိုတာလည်းမင်းတို့သိကြပြီအခုဆိုရင်တမ66တမခွန်နော်တမ3မရဲ့တမမူတွေကို2ယောက်အသေး1ယောက်အရှင်တကယ်ဒိတ်ကျဲစစ်တပ်ထဲမှာဆိုရင်ဒီအပူတမတွေ66တို့ခွန်တို့နော်
အပူတက်မတွေဟာဒိတ်ဒိတ်ကျဲမာလာပါပြီဆိုတော့စစ်သားတွေကိုစုပြီးတော့တိုက်ခိုက်ချေမုန်းစီရီဝါတဲ့စစ်သားတွေကြီးစုထားတဲ့တပ်မကြီးဖြစ်တယ်ဒီတပ်မကြီးတွေရဲ့လုံးလုံးပြိုကွဲပျက်စီးသွားရုံနဲ့မကတပ်မမှုတွေပါအရှင်ဖန်းခံရတဲ့အဆင့်ဖြစ်လာပြီဆိုတော့မင်းတို့ရဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ဟာဘလူနီးနဲ့မှမြန်မာပြည်အလယ်မှာရှင်သန်ဖို့လမ်းမရှိတော့ဘူးမင်းတို့ကတော့ပြောမှာပေါ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုကြမ်းဖက်သမားရေလို့သမုတ်ပြီးနှိမ်နင်းနေရတယ်နိုင်ငံကိုဖျက်ဆီးနေသူမို့လို့နှိမ်နင်းနေရတယ်လို့ဝါဒဖြတ်မှာပေါ့ဒါပေမဲ့ဘသူကနိုင်ငံကိုဖျက်ဆီးနေတာလဲ2020မတိုင်ခင်ထိအေဂျင့်တာယာပျော်ရွှင်ပြီးတကယ်ကိုပဲအရှိတောင်အာရှမှာစီးပွားရေးရဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးရှိခဲ့တယ်လို့တရားဝင်ကြေညာနိုင်ခဲ့တဲ့လူထုအစိုးရကိုမင်းတို့ဖြုတ်ချပြီးတဲ့နောက်မှာဒီခုခံတွန်းလှန်မှုတွေကရုပ်ချီးပေါ်ပေါက်လာတာဖြစ်တယ်။ဘာကြောင့်ရုပ်ချီးပေါ်ပေါက်လာတာလဲ။တစ်ဖက်ဖက်ကမှားယွင်းနေလို့ပေါ့။ဥပဒေနဲ့မညီဆောင်ရွက်လို့ပေါ့။တစ္ဆာတွေဖောက်ဖျက်လို့ပေါ့။ပြည်သူတရားလုံးကလက်မခံစန့်ကျင်လို့သာပဲ။တိုင်းနဲ့ပြည်နယ်နေရာနှံ့မှာခုခံတွန်းလှန်စစ်ကြီးပေါ်ပေါက်လာတာပေါ့။ဘာကြောင့်မင်းတို့အတင်းတမလက်နက်နဲ့အာဏာသိမ်းပြီးမှဒီလိုပေါ်ပေါက်လာတာကိုနိုင်ငံဖျက်ဆီးတယ်လို့သုံးလို့ရတာလေ2020မတိုင်ခင်ကဒီလူငယ်တွေဟာပညာတွေကောင်းစွာသွင်းနိုင်ငံကြီးရဲ့အနာဂတ်ကိုစင်ရင်တိဆောက်ဖို့အားကျိုးမှန်တဲ့နဲ့ယုံကြည်ချက်အပြည့်ရှိခဲ့ကြတဲ့လူငယ်တွေပါခုတော့လက်နက်ကိုကင်ဆွဲပြီးမင်းတို့ဖက်စစ်တပ်ကိုဘယ်တော့မှအနိုင်မခံအရှုံးမပေးဘူးကွာအနိုင်နှွှဲမယ်ဆိုတဲ့ယုံကြည်ချက်နဲ့၄နှစ်ခန့်အတွင်းအပြင်းထန်လက်ကျင့်အပြင်းထန်စုပွဲပင်မစင်းရင်အမြင့်ဆုံးခံပြီးမင်းတို့တွေကိုမင်းတို့ဖက်စစ်တပ်ကရက်ဆက်ကြမ်းကြုတ်ဥပဒေမဲ့မှုတွေကိုငါတို့လက်ထက်မှာတင်းသက်အမြင့်ဖြတ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့လူငယ်တွေတိုက်ခိုက်လာလို့အခုတတ်မှမှုအဆင့်လက်ရဖမ်းဆီးနိုင်တဲ့အထိစစ်ရေးစွမ်းရည်ထက်မြက်လာပြီဖြစ်တယ်ဒီချိန်မှာမင်းတို့ဟာအသည့်နောင်တာတရားရတဲ့နေပြီမင်းတို့ရဲ့စစ်ရုံးချုပ်တွေငလင်ရဲ့တဘာဝကြီးရဲ့လက်မခံစန့်ကျင်ပယ်ဖျက်မှုကြောင့်စစ်ရုံးချုပ်တွေပြိုလဲပျက်စီးနေတယ်တပတာယူမင်းအွန်လိုင်းကိုယ်တိုင်ရွက်ကောက်ပွဲကျင်းပပြီးလွတ်တော်ခေါ်မဲဆိုလေသံပြည့်ုံရှိသေးတယ်တမရအိမ်တော်လွတ်တော်ရောသုံးမရအောင်ငလင်ကြီးကဖျက်ဆီးလိုက်တယ်တဘာဝကြီးတော့ကတော့မှလက်မခံမင်းတို့ကိုစန့်ကျင်နေတာမင်းတို့ဘယ်လောက်ထိဆက်လက်မိုင်မဲကြအောင်ပါလဲအဲ့တော့တကယ်ချင်းတောင်းနေဖက်တကယ်ချင်းတွေထပ်ပြီးနှိုးဆော်ပြရစီအဆုံးစုံထိမင်းတို့တူးချင်းရဲ့ဂုံတိတ်ခါတွေပျက်စီးဆုံးရှုံးခြင်းကိုမင်းတို့မရှက်ပေမဲ့မင်းတို့ကြံရစ်ခဲ့မဲ့မင်းတို့သားသမီးတွေမင်းတို့မိဘတွေမင်းတို့ရဲ့မိသားစုညီကိုမောင်နှမတွေရဲ့ဂုံတိတ်ခါနဲ့မြန်မာပြည်မှာဆက်လက်လူလုတ်ဖို့အခွင့်အလမ်းကိုတော့မင်းတို့တူးချင်းရဲ့အတ္တကြောင့်မပယ်ဖြတ်စီသင့်ပါဘူးမင်းတို့ပညာသင်ကြားခဲ့တဲ့မင်းတို့ရဲ့မျက်နှိုးတံမိုးထားသောဂုံဘုတ်တွေကိုမင်းတို့ခြေနဲ့နင်းခြေမပြစ်ခဲ့တဲ့မှာဘူးမင်းတို့ငွေဖွာကြီးပြင်းခဲ့တဲ့နိုင်ငံကြီးကိုတုတ်တန်တစားပြင်ပမာလုံးလုံးပျက်စီးသွားအောင်ခြေမွမထားခဲ့တဲ့မှာဘူးအခုမင်းတို့လုံနေရတဲ့အလုပ်မင်းတို့ခိုင်းစီအမိန်ပေးခံနေရတဲ့အခြေအနေဟာတိုင်းပြည်အနာဂတ်ကောင်းဖို့တေချာရဲ့လားမင်းတို့စဉ်းစားနိုင်စွမ်းရှိကြမှာပါဖက်စစ်မင်းအောင်လိုင်းဘီလင်ဆရာပြောသမျှလုပ်တဲ့မင်းအောင်လိုင်းတမတာယူနေတဲ့မင်းအောင်လိုင်းနိုင်ငံတကာခေါင်းဆောင်တွေအလဲမှာရှက်ဖွယ်လိလိဂုံတိတ်ခါလုံးဝမရှိတဲ့မင်းအောင်လိုင်းစစ်ခေါင်းဆောင်တယောက်နဲ့လုံးဝမထိုက်တန်တော့ပဲသူ့ဟာသူယာတူအတင်းပေးပြီးအာနာယူနေတဲ့မင်းအောင်လိုင်းကိုချင်းဇာတိတသမိုင်းအရာလုံးဝကျင့်ဝတ်ဖောက်ပြန်နေတဲ့မင်းအောင်လိုင်းသားသမီးမိသားစုသူနဲ့ဆရာတပည့်ကောင်းစားဖို့အတွက်ဘသူချနင်းရရက်ဆက်ချနင်းဖို့အသင့်ဖြစ်တဲ့လောဘငမိုက်သားမင်းအောင်လိုင်းဒီလိုဆိုးရွားမိုက်မဲတဲ့တတ္တဝါရဲ့နောက်လိုက်ဖြစ်မင်းတို့ဘာကြောင့်ဘယ်အရာကိုမျှော်ကူပြီးဆက်လျှောက်လန်းကြအောင်မလဲအဲ့တော့အခုစစ်တိုင်းကြီးတွေမြို့ကြီးတွေတခုတခုတိမ့်ပိုက်ပြီးချိန်မုံလာတဲ့ပြည်သူတရားလုံးကိုအားရဝမ်းသာလက်ခမောင်းခတ်ကြိုးဆိုနေကြတဲ့အိုးစီဘုံမောင်းတီးသောလူငယ်လူလတ်ကလေးတွေဟာမင်းတို့ဖက်စစ်တက်ကြီးတီရှိနေသေးတဲ့မင်းတို့ကိုတိုက်ခိုက်စန့်ကျင်တုတ်တင်မဲ့ပြည်သူတစ္ဆပေါက်တွေကိုတုတ်တင်မဲ့
ပြည်ချစ်သားတွေပဲဖြစ်လာအောင်မှာဖြစ်တယ်ဒါကြောင့်မင်းတို့အနေနဲ့ရှေ့ဆက်အနာဂတ်မနှက်ဖြန်မရှိတော့ဘူးဒီတော့အကောင်းဆုံးနည်းလမ်းကတော့မင်းတို့အမှန်နဲ့တရားအတွက်ဥပဒေကိုရင်ဆိုင်ပါပြည်သူကိုဒူးထောက်ဝန်ခံတောင်းပန်ပါတာဝန်ရှိတဲ့စစ်ရာဇဝတ်ကောင်စစ်ဗိုလ်ချုပ်စစ်စင်ကိုအရေးယူဖော်ထုတ်နိုင်ဖို့ပြည်သူကာကွယ်ရေးတပ်ပြည်သူရဲချယ်တင်မြောက်တဲ့မြို့သားညီညွတ်ရေးအစိုးရတိုင်းရင်းသားခေါင်းဆောင်များနဲ့လက်တွဲပြီးတော့လက်ရှိအရှုပ်ထွေးအကြက်တဲဆုံးတဘာဝဘေးကြီးလည်းရင်ဆိုင်နေရစစ်ဘေးကြီးလည်းရင်ဆိုင်နေရတဲ့ပြည်သူတွေရဲ့မနှက်ဖြန်တွေတာယာလှပဖို့အဖြေတစ်ခုကိုရှာကြပါဆက်လက်ပြီးတော့မိုက်မဲချင်းပြုမယ်ဆိုရင်ခွန်ခွန်တမမှုရဲ့မြေဝန်းကိုတေချာကြည့်ပြီးသူ့မျက်ဝန်းမှာမေးမိန်ညှိုးတိမ်နေတဲ့စိတ်ခံစားမှုမျိုးမင်းတို့ရှိမှမကြခင်ရောက်လာလိမ့်မယ်ဆိုတာကိုအငှားခံစားပြီးမိုက်မဲတဲ့အတိညာအုံတော့မဲ့တော့တလေးဆန်တယောက်ရဲ့တွေးခေါ်မှုကိုဒီကနေ့အစပြီးအဆုံးသတ်လိုက်ပါလို့ငါတိုက်တွန်းလိုက်ခြင်းတယ်ဖက်စစ်မင်းအွန်လိုင်းနဲ့ဖက်စစ်ဘိုးချိုးတစုကိုပြည်သူတရားစီရင်မှုရှေ့မောက်ရောက်အောင်မင်းတို့ပါဝင်ပူပေါင်းပေးမယ်ဆိုရင်မင်းတို့တွေရဲ့အနာဂတ်ကိုသစုံတရားကင်းလွတ်ငြိမ်းချမ်းခွင့်ရဖို့ငါဝိုင်းဝန်းကြိုးစားပေးမယ်တကယ်ချင်းတို့ရှေ့ဆက်မမိုက်ကြနဲ့